ကျွန်တော်တို့ပြန်လမ်းကိုလည်းကြည့်ပါအောင်ဗျာအရန်မောင်မေးနေရပဲကျွန်တော်ကလူကောင်ကြီးတာကြီးရတရေတော့အရန်ကြောက်တတ်ပါတယ်တရေကကြောက်တတ်ပါတယ်ဆိုမှလမ်းမှာဆိုင်ကြီးကထက်ပြီးတော့ပြက်သေးရင်ဘာပဲဖြစ်ဖြစ်ကျွန်တော်ကောင်မလေးအတွက်တောင်ပေါ်မှာအမှတ်တရတစ်ခုအဖြစ်နေတော့ကြံနေခဲ့တာပေါ့အားလုံးပဲမင်္ဂလာပါဒီနေ့ကတော့ကျွန်တော်တို့ဗျိုက်တောင်ကနေပြီးတော့လိမ္မော်ချန်ကိုရောက်လာပါပြီဒီချန်မှာကတော့လိမ္မော်တီးတွေကိုဈေးချိုချိုနဲ့ဝယ်လို့ရတယ်လို့ဝင်ကြီးတစ်ထောင်ပေးပြီးတော့လည်းဓပုံတွေဝင်ရိုက်လို့ရပါတယ်ကဲလိမ္မော်ချန်အပြင်ကိုတော့ကျွန်တော်တို့ရှိမှလည်းအချိန်ကြီးပိုနေတာနဲ့ဖိတူးချန်ကိုသွားမယ်ဆိုပြီးတော့အစီအစဉ်ဆွဲလိုက်ပါတယ်အဖေတူးချန်ကိုသွားမယ်ဆိုရင်တော့ဂယုတဆိုင်နဲ့လမ်းတွေကိုကြည့်ပြီးတော့သွားရပါတယ်ဟုတ်ရင်တော့ကျွန်တော်တို့လိုမျိုးဆက်စချင်းမာတွေလမ်းမှာပါလိမ့်မယ်နောက်တစ်ခုအကြံပေးချင်တာကတော့ဆိုင်ကယ်နဲ့သွားမယ်ဆိုရင်မနက်စောစောသွားတာကောင်းပါတယ်အပြန်မှာညဆိုရင်အရန်မှောင်လို့ပါတူးချန်ကိုရောက်ဖို့အတွက်တော်တော်လေးမောင်းနေရတယ်လို့တောင်လက်လန်းနေဖြစ်တဲ့အတွက်ကြောင့်ဘလူတွေမောင်းနေခဲ့ရလဲဆိုတော့ဆက်လက်ကြည့်ရှုလိုက်ပါဦး先跳下来。朋友吧，看看，我哋很少在比赛嘅都没你啊嘞。来，这开始多呀吧哎，比那嘛嘞，大路吧。小害怕。哦，谁说啊？我看看。你这来没一样，太后边了。Finally。ကဲအခုကတော့အဖေတူးချန်ကိုရောက်လာပါပြီနောက်ထပ်10မိနစ်လောက်တော့လမ်းတစ်လျှောက်အောင်မယ်လို့ပြောပါတယ်10မိနစ်လောက်တော့လမ်းထက်လျှောက်အောင်ဘယ်လိုလုပ်မလဲတူးချန်သွားမှာလားနားနေတယ်သွားမှာလားတူးချန်သွားမှာဟုတ်တူးချန်တူးလို့ရှိတာပါမိုးကတော့တော်တော်ချုပ်နေပါပြီကျွန်တော်အပြန်မိုးချုပ်မယ်ထင်ပါတယ်ဆိုင်ရတဲ့ချက်ကြီးမဟုတ်ပါဘူးဒါလည်းရောက်လက်စားနေဆိုတော့သွားပါမယ်မတန်နိုင်ပါဘူးဟောဒါဟိုကရေကြီးတော့ကြာရေကြီးတော့ရေကြတယ်လမ်းလာညနေရေများကြာအခုလည်းကြည့်ရှာဟာကင်းလောက်ပါအပြန်ညဘက်မှောင်မှာစိုးတာရေတဏီကုံပင်ပန်းထားလို့လာတော့မသိဘူး10မိနစ်တာပြတော့တော်တော်လေးကိုရှောက်ခဲလိုက်ရပါတယ်ကဲနောက်ဆုံးတော့ရောက်လာခဲ့ပါပြီရောက်လာခဲ့ပြီဆိုပေမဲ့လည်းကျွန်တော်တို့အပြန်လမ်းမှာမှောင်သွားမှစိုးရင်တဲ့အတွက်ကြောင့်ခဏတစ်ဖြုတ်နားပြီးတော့ပဲပြန်လာခဲ့လိုက်ပါတယ်对မင်းတို့ဘယ်လိုခေါ်လဲမျိုးစီလာတာနော်ကြာပြီပဲကျွန်တော်တို့ပြန်လမ်းကိုလည်းကြည့်ပါအောင်ဗျာအရန်မောင်မေးနေရပဲကျွန်တော်ကလူကောင်ကြီးတာကြီးရတရေတော့အရန်ကြောက်တတ်ပါတယ်တရေကကြောက်တတ်ပါတယ်ဆိုမှလမ်းမှာဆိုင်ကြီးကထက်ပြီးတော့ပြက်သေးရင်တောင်ပေါ်မှာလည်းအပေါ့သွားမိထားတော့တောပိုင်တောင်ပိုင်နေများမကြိုက်လို့လားဆိုပြီးတော့စိုးရိမ်နေရဘယ်ဟုတ်မလဲဆိုင်ကြီးကစတက်လွတ်နေရစိုးရိမ်စိတ်တွေများပြီးတော့ကြောက်ခဲ့ရတယ်ဆိုပေမဲ့လည်းဘာပဲဖြစ်ဖြစ်ကျွန်တော်ကောင်မလေးအတွက်တောင်ပေါ်မှာအမှတ်တရတစ်ခုအဖြစ်နေတော့ကြံနေခဲ့တာပေါ့ကဲဆက်ပြီးတော့နားထောင်လိုက်ပါအောင်တယောက်နဲ့တယောက်အားပေးစကားတွေဆင်းရမြင်ပါနော်ရောက်ဒီညရောက်နည်းနည်းတော့ဟာရင်းနေကိုခုံသွားပဲဟုတ်ပါရဲ့ဟိုမှာစဉ်းစားဘယ်လိုစဉ်းစားရလဲကျွန်တော်တို့နှစ်ယောက်လုံးအတွက်ကြောက်စိတ်တွေကိုဖြေဖျောက်ဖို့အကောင်းဆုံးလက်နက်ကတော့အစားစားတာပါပဲဒီလိုနဲ့ပဲမူကထစားပြီးတော့ကျွန်တော်တို့ရဲ့တညတာလေးကိုကုံဆုံးလိုက်ပါတယ်ခင်ဗျာဒီဗီဒီယိုလေးကတော့ဒီလောက်ပါပဲခင်ဗျာအဆုံးထိကြည့်ရှုပြီးတဲ့အတွက်အားလုံးကိုကျေးဇူးတင်ပါတယ်